မေကွန်းတစ်ခရစ္စတီယာနိုရိုနယ်ဒိုသည်မည်သည့်နိုင်ငံသားဖြစ်သနည်းအဖြေမှန်ပေါ်တူဂီမေကွန်းနှစ်လီယိုနယ်မက်ဆီသည်မည်သည့်နိုင်ငံသားဖြစ်သနည်းအဖြေမှန်အာဂျင်တီးနားမေကွန်းသုံးနေမာသည်မည်သည့်နိုင်ငံသားဖြစ်သနည်းအဖြေမှန်ဘရာဇီးမေကွန်းလေးအာလင်းဟာလန်းသည်မည်သည့်နိုင်ငံသားဖြစ်သနည်းအဖြေမှန်နော်ဝေမေကွန်းငါကီလီယန်အမ်ဘာပေသည်မည်သည့်နိုင်ငံသားဖြစ်သနည်းအဖြေမှန်ပြင်သစ်မေကွန်း6စတာလင်သည်မည်သည့်နိုင်ငံသားဖြစ်သနည်းအဖြေမှန်အင်္ဂလန်